ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ Daily Reaction Football YouTube Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တနင်္ဂနွေနေ့ညနေ9:45မှာကံမဲ့ကလစီကိုပွဲပေါ့နော်တကယ်ကိုပွဲကြီးပွဲကောင်းဖြစ်တဲ့ Real Madrid နဲ့ Barcelona ပွဲကိုကျွန်တော်ပွဲကြိုသုံးသက်ချက်လေးလုပ်ပေးချင်ပါတယ်ဒီဒါကတကယ်ကိုပွဲကြီးပွဲကောင်းလို့ပြောလို့ရတယ်ပေါ့နော်ဒီ Barcelona နဲ့ Real Madrid ကလည်းအဆင့်အလာကိုရှိခဲ့တာပါတကယ်ပြဒီနှစ်တင်းရလေတခြားအတင်းတွေထက်ကိုသူတို့ကပြိုင်ဆိုင်မှုပိုပြင်းထန်နေတာအခုလေကြည့်ပါ Real Madrid ကဆရာထိပ်မှာ Barcelona ကနံပါတ်1မှာနံပါတ်ပဲကွာတယ်အဲ့ဒါဒီတကယ်လို့ Barcelona နိုင်ရင် Barcelona ရဲ့အဆင့်1တကယ်လို့ Real နိုင်ရင်9မှတ်ကွာမယ်အဲ့လိုပေါ့တရေကြရင်တော့တူတူပဲအဲ့ဒါဒီပြီးခဲ့တဲ့နှစ်ကလည်းနှစ်ပွဲလုံး Barcelona နိုင်တယ်သူတို့ had to have ပြောရမယ်ဆိုရင်9ပွဲရှိတာအရင်နဲ့9ပွဲက9ပွဲစလုံးBarcelona ပဲနိုင်တာဗျဒီ Super Cup လည်းနိုင်တယ် Copa del Rey Final လည်းနိုင်တယ်ပြီးရင် La Liga နှစ်ပွဲလည်းနိုင်ပြီးရင် Friendly Match လည်းနိုင်9ပွဲစလုံး Real လုံးဝမနိုင်ဘူးဗျဒါပေမဲ့ Mbappe ကတော့ Barcelona တကယ်သွင်းတာဗျလုံးဝအားမနာအားသွင်းတာဒီ Mbappe ကလည်းတကယ်ကိုဘယ်လိုပြောမှာ quality player ပဲဗျအရန်ကိုခြေသွမ်းကောင်းတယ်သူကနံပါတ်9 player ဆိုတော့လေနော်ထောင်တိုက်စစ်အရန်ကောင်းအခုလေလာလီဂါမှာ Mbappe က10ဂိုးအထိတောင်တွင်ထားတယ်ပြီးနံပါတ်2က Vinicius Junior 9ဂိုးတွင်ထားတယ်အထက်မှာဘာက player မပါတယ်ပေါ့နော်ဒီလာလီဂါ top score ကတော့ Mbappe ကတကယ်ကောင်းတာဗျတကယ်ပြောတာဒီကျွန်တော်ထင်တော့လေနော်ဒီဘာစီလိုနာနဲ့တွေ့မဲ့ပွဲလေးသူတွေ့မယ်တော့ထင်တယ်အထင်လေးပေါ့နော်ဒါပေမဲ့ပြောလို့မရသေးဘူးလက်မရမယ်လေတအားကောင်းတယ်ဟဲ့လို့ဒီအခုဒီညကမဲ့ line up ကတော့ဘာစီလိုနာအနေနဲ့ထောင်ကိုသူတို့ Torres ကိုပြီးတယ်ပြီးရင်ဘေချန်ကတော့လက်မရမယ်အလေမှာတော့တန်နီအော်မိုပြီးရင်ညာဆိုင်ကတော့ Marcus Rashford ကိုစော်ခိုင်းထားတယ်နော်ပြီးရင်အလေနှစ်ယောက်ကတော့အတွေးလုံးအရန်လာတယ်ဆိုတော့ဘက်ထရီနဲ့ဒီချောင်းအရန်ညီစောက်ရညီတအားကောင်းတာဘက်ထရီကပြီးရပြောတာဗျာဘက်ထရီကစောက်ရန်ကောင်းပြီးရင်အနောက်မှာဆိုလက်ပလိတ်ပြီးရင်ကိုပါစီကွန်တေပြီးရင်ကာစီယို၄ယောက်ပါပြီးရင်အနောက်ဒီကိုရမာကဟုတ်ကိုရမာအဟောင်းပဲပေါ့ရီယဲအဲ့လိုပဲလီတုံနဲ့ပြန်ထွက်လာရီယဲကလည်းအမ်ဘာပေပြီးရင်ဗီနီစီယာဂျူနီယာရီယဲတအားကောင်းပါရီယဲကဒီနောက်ဆုံး9ပွဲမှာတပွဲပဲရှုံးထားတာဗျဒီအက်တလက်တီကိုမက်ဒရစ်ကို 5-2 နဲ့ရှုံးထားတဲ့ပွဲကလွယ်လို့အကုန်လုံးနိုင်ထားတယ်4 win ပါစတိုက်ဘာစီလိုနာကနှစ်တင်းရှုံးထားတယ်ဒီ PSG နဲ့ဆေဗီလာကိုရှုံးထားတယ်ဒီနောက်ဆုံးပွဲကိုတော့နိုင်ထားတယ်ဗောနော်ဒီပွဲတော့တကယ်ပွဲကြီးပွဲကောင်းပါဗျတကယ်လို့ပွဲပြီးတော့ရင်လည်းပွဲပြီးသုံးသက်ချက်လေးလုပ်ပြီးမှာဖြစ်ပါတယ်အကြောင်းမို့ကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင်လုပ်ပြီးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ